ကောင်လေးတယောက်ဟာစော့ကစားနေရင်တုံးချောင်းတောက်စင် tripod တစ်ခုကိုမတော်တဆတိုက်မိသွားပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအဲ့ဒီစင်ကသူ့ကိုလွန်လဲတဲ့နှစ်ပေါင်း3000ကရှင်းဟောင်း Empire မြို့တော်တစ်ခုစီပို့ဆောင်လိုက်ပါတယ်။အဲ့ဒီနေရာကလူတွေဟာငတ်မွန်ခေါင်းပါမှုတန်းကိုပြင်းပြင်းထန်ထန်ခံစားနေရတာပါ။တိုက်ဆိုင်ပဲကောင်လေးရဲ့မုံတွေထည့်တဲ့အာလူးကြော်ကြက်ကြော်နဲ့သူဝက်ထားတဲ့ကိုကာကိုလာတွေပါအဲ့ဒီနေရာကိုရောက်သွားခဲ့ပါတယ်။ငတ်မွန်နွယ်သူတွေဟာအဲ့ဒီမုံတွေကိုအငန်းမရစားတော့ကြပြီးကောင်လေးကသူတို့ရဲ့ငတ်မွန်မှုပြဿနာကိုခက်တာဖြေရှင်းလိုက်နိုင်ပါတယ်။ဒါကြောင့်ဝိညာဉ်နဲ့ပြည်သူတွေကသူ့ကိုနှစ်ပြားတစ်ပေါက်လို့ကိုးကွယ်ကြပါတယ်။အဲ့ဒီအချိန်မှာဝိညာဉ်ကြီးဟာကောင်လေးရဲ့လေဘင်းကဆွဲကြိုးကိုသတိထားမိသွားပါတယ်။အကြောင်းကတော့လွန်ခဲ့တဲ့3နှစ်ကဝိညာဉ်ကြီးကိုယ်တိုင်ခက်တဲ့လောကကိုရောက်ခဲ့ပြီးအမျိုးသမီးတစ်ယောက်နဲ့ဆုံတွေ့ခဲ့လို့ပါ။အဲ့ဒီဆွဲကြိုးဟာသူတို့နှစ်ဦးရဲ့ချစ်သက်တဲ့အဖြစ်ဖေးခဲ့တာဖြစ်ပြီးအဲ့ဒီအမျိုးသမီးကတော့ကောင်လေးရဲ့အမေပဲဖြစ်ပါတယ်။ဆွဲကြိုးကိုပြန်မြင်လိုက်ရတဲ့အခါဘယင်ကြီးဟာဒီကောင်လေးဟာသူ့ရဲ့သားအရင်ဖြစ်မှန်းသိသွားပါတယ်။သူကသားအဖြစ်အတိအမှတ်ပြုဖို့ပြင်ပေမဲ့ဒုက္ခတွေရောက်လာပြီးအစားအသောက်တွေကိုလူရက်ကြတာကြောင့်အခြေအနေကပရန်ပရာထက်သွားပါတယ်။ဒါကြောင့်ဘယင်ကြီးကရွှေချောင်း10ချောင်းပေးပြီးအစားအသောက်တွေထပ်ယူပေးဖို့ကောင်လေးနဲ့သဘောတူညီမှုရယူလိုက်ပါတယ်။တစ်ဖက်မှာလည်းကောင်လေးရဲ့အမေကသမီးဖြစ်သူကိုမောင်လေးပဲမှလဲလူမေးတဲ့အခါသမီးကမောင်လေးကို3ချောင်းတောက်စင်ကဝါမျိုးသွားတာလို့ပြောပေမဲ့အမေကမယုံပါဘူး။ဒါပေမဲ့သမီးဖြစ်သူရဲ့ဆွဲကြိုးကစင်နဲ့ထီးမိသွားတဲ့အခါမှာတော့သမီးဖြစ်သူပါအဲ့ဒီရွှေဟောင်းမျိုးတော်ကိုရောက်သွားပါတယ်။ဘယင်ကြီးဟာကလေးနှစ်ယောက်လုံးဟာသူ့ရင်သွေးနေမှန်းသိလိုက်ရပေမဲ့သမီးဖြစ်သူကတော့ရွှေချောင်းအချို့နဲ့အတူခက်တဲ့လောကကိုချက်ချင်းပြန်ရောက်သွားပါတယ်။အဲ့ဒီရွှေချောင်းတွေကိုမြင်မှအမေဖြစ်သူကသမီးပြောတာကိုယုံကြည်သွားပြီးလွန်ခဲ့တဲ့3နှစ်ကသူမတွေ့ခဲ့တဲ့အမျိုးသားဟာရှေးဟောင်းဘယင်တစ်ပါးဖြစ်မှန်းသိရှိသွားပါတော့တယ်။